ကဲအားလုံးပဲမင်္ဂလာပါပေါ့နော်ဒီခေါက်မှဆိုရင်လည်းပေါ့နော်အခုကပြောမယ်ဆိုရင်ဘက်ခုံမှာစစ်ကောင်စီနဲ့ပြန်တော့တက်တကအရင်တောင်းကြနေမျိုးလို့ပေါ့နော်ဒီပြည်သူနေတဲ့နေအိမ်ပေါ့နော်အလုံးပေါင်း59လုံးကိုတစ်လအတွင်းမှာဖျက်ဆီးလိုက်တယ်ဆိုတော့ပေါ့နော်ဒီပြောမယ်ဆိုရင်တရင်တစ်ခုတက်လာပါတယ်ပေါ့နော်အဲ့မှာဆိုတကယ်ဆိုရင်ကြည့်ရမှဆိုရင်တော့သူတို့ကမရေးထားတယ်ဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းဘက်ခုံမြို့နယ်နောက်ပိုင်းမှာရှိခဲ့တယ်နော်ပြီးခဲ့တစ်လအတွင်းမှာဆိုစစ်ကောင်စီတက်နဲ့၎င်းတို့လောက်ခံတော့ဖြစ်နေပြည်သူစစ်အဖွဲ့တွေကဟာတဲ့ဒေသခံပြည်သူများနေ59လုံးကိုဖျက်ဆီးခဲ့59လုံးတော့ခေါင်းနေတော့ရက်ဆက်တယ်နော်ပြီးတဲ့အမှာဆိုရင်ပြောမှဆိုရင်ပြည်သူတွေကတင်ပြထားတယ်ဆိုတော့KNHRG ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့ကနေဒီဆိုရင်လည်းထုတ်ပြန်ထားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့နေအများစုကသူတို့လာရောက်တော့မီးရှို့တာဖြစ်တယ်လေရင်တွေလက်နဲ့ကြီးတွေနဲ့လည်းတိုက်ပွဲမရှိဘဲနဲ့ရွာတွေကိုလာပြစ်ပြီးတော့မီးတွေရှို့တာလည်းလုပ်နေတာပေါ့နော်ဆိုတော့ဘက်ခုံမှာကတော့တိုက်ပွဲတွေလည်းကျန်းနေပါတယ်ဆိုတော့မှရှိတဲ့ဖြစ်နေတက်ပေါင်းစုတွေကပေါ့နော်ပြောမှဆိုရင်သူတို့ကတိုက်ပွဲတွေလည်းမရှိဘူးလူတွေနေမရှိတော့အိမ်တွေမှာလည်းလူယူမှုတွေလုပ်နေရှိနေတဲ့အိမ်တွေလည်းတရားရတိုင်းတယ်ဆိုတော့အကုန်လုံးနေတဲ့ဟာတွေတော်တော်လေးအဆင်ပြေမနေဘူးပေါ့နော်ပြောမှဆိုတာဘက်ခုံရဲ့လက်ရှိအနေထားတရင်တစ်ခုဖြစ်ပါတယ်ပေါ့နော်အဲဒီတရင်တစ်ခုဆက်ပြီးတော့သွားပါမယ်ပေါ့နော်နောက်ထပ် breaking news တစ်ခုအနေနဲ့ဆိုရင်ပေါ့နော်ဒီတာယာဝတီခရိုင်ထဲမှာရှိတဲ့အင်အား30ခန့်ရှိတဲ့စကဆတ်စကန်ကိုပေါ့နော်တိုက်ခတ်မှုကစကဆ4ယောက်တည်ပြီးတော့9ယောက်တည်ရတာပေါ့နော်။မှဆိုရင်တာယာဝတီခရိုင်ပေါ့နော်အတွင်းမှာရှိတဲ့စစ်ကောင်စီနဲ့ပြူစောတိတွေပူပေါင်းအင်အား30လောက်ရှိတဲ့စစ်တပ်စကန်တစ်ခုကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ပေါ့နော်။ဒီစကဆဘက်ဝ4ယောက်ဆုံးပြီးတော့ဒီ9ယောက်တန်ရရှိတယ်ဆိုတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်ဆိုတော့ဒီဇင်ဘာတို့တိုက်ခဲ့တဲ့ချိန်ကပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့မနက်9:00နာရီပိုင်းလောက်မှာပဲကိုနောက်ဘကူတိုင်းအနောက်ဘက်ခြမ်းမှာဇီကုန်းမြို့နယ်မီကောက်ပင်ကြီးရွာမှာပြူဘောနော်ပြူစော်တီအင်အား30ခန်းရှိတဲ့စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုထားပါတယ်ဘောနော်ဒီတိုက်ခိုက်မှုမှာဆိုရင်တနိုင်လောက်ကြာမြင့်ခဲ့ပြီးတော့တိုက်ခိုက်မှုအတွင်းပြူစော်တီနဲ့စစ်သား4ယောက်ဆုံးပြီးတော့9ယောက်တန်ရခဲ့တယ်လို့အဆိုပါတက်စကန်ကိုလည်းတင်နိုင်ခဲ့တယ်လို့ဆိုရေးထားတာလည်းဖြစ်ပါတယ်ပေါ့နော်